2 ရက်နေ့12လပိုင်း2ရက်အတွက်ဒီအင်္ဂါနေ့အတွက်ထိတ်စီးကတော့ဒါနေတိုင်းသွားနေတဲ့ပုံစံကတော့ဒီကျွန်တော်ကတော့လေးလုံးမှထုတ်တယ်ပေါ့နော်9 6ခွန်ချက်ဆိုပြီးတော့ထုတ်တယ်ကျွန်တော်ဒီအကျဉ်းဆုံးအကွက်လေး၄ကွက်ကိုတော့ဒက်စီပေးထားပါတယ်မိတ်ဆွေတို့မှာကတ်သေးရှိတယ်ဆိုရင်လည်းဒီ9 6ခွန်ချက်နဲ့ကတ်ကစားလို့ရတယ်မနေ့ကတော့ဒီထိတ်စီးတွေကဝင်ထားရပါတော့အပတ်တိုင်းလည်းကျွန်တော် Telegram မှာတင်ပေးနေတာဖြစ်ပါတယ် YouTube channel ကတော့ကျွန်တော်အခုမှစလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုမိတ်ဆွေများက like and subscribe လေးတယောက်တစ်ချက်နှိပ်ထားပေးကြအောင်တောင်းဆိုပါတယ်ညနေတစ်ချိန်လည်းဒီလိုထိတ်စီးတွေပေါ့နော်ထပ်တင်ပေးပါမယ်ကျွန်တော်နေကုန်ပတ်တိကတ်တွေဒီနေကုန်ရုပ်ွက်တွေကိုလည်းမနေ့ကဗီဒီယိုတစ်ခုလုပ်ပြီးတင်ပေးထားပြီပေါ့နော်မကြည့်ရသေးတွေကသွားကြည့်လို့ရပါတယ်နေကုန်နေလည်းဒါဒီအရန်ကိုအားကိုးရတဲ့နီးစနစ်တွေနဲ့တင်ပေးထားတာဖြစ်တယ် VI ကတ်လုံးမိုင်ကတ်တကတ်လည်းထည့်ပေးထားတယ်ဒါကတော့ထိတ်စီးတိတာပေါ့နော်ဗီဒီယိုလေးကတော့အတိုလေးပဲလုပ်ပေးလိုက်ပါတယ်ညနေတစ်ချိန်လည်းထပ်တင်ပေးမှာပေါ့နော်ဒီထိုးကျိတ်အမီလေးကျွန်တော် store တော့ကျွန်တော်ရဲ့ဒီ formula ရဲ့အတိုင်းကျွန်တော်အကောင်းဆုံးပြန်ကြည့်ရှုပေးထားပါတယ်ကိုကြည့်နဲ့ကျွန်တော်ရဲ့မိတ်ဆွေများလေးကိုချမ်းသာရင်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတူတီတွေအများကြီးပေါက်ကြပါစေဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးမနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်သွားပေးကြအောင်တောင်းဆိုပါတယ်အားလုံး see you bye bye next video